ဟုတ်ပြီဒီနေ့မှာတော့လက်ရှိကမ္ဘာဘောလုံးကစားသမားအကောင်းဆုံးတွေထဲကတအူးဖြစ်တဲ့ Cristiano Ronaldo CR7 ရဲ့ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်မှုသူ့ရဲ့နာမည်ကြီးမှုကတော့တကယ်ကိုအမခံပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် American သမ္မတ Donald Trump ကိုယ်တိုင်ကနေသူ့ကိုအင်ဖြူတော်မှာဒေနာသုံးဆောင်ပြဖိတ်ကြားချင်းခံထားရတဲ့ကစားသမားတအူးဖြစ်ပါတယ်။ဒါကြောင့်ဒါက Cristiano Ronaldo အတွက်လက်တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ဒေနာပွဲမှာဆိုလို့ရှိရင် Donald Trump မိခွင့်ပြောတဲ့ချိန်မှာဆိုလို့ရှိရင် Ronaldo ရဲ့တင်ကူတိုင်းဒီနီယာမှာရှေ့လာပေးနိုင်တဲ့အတွက်တကယ်ကိုကျေးဇူးတင်တယ်ဂုဏ်ယူပါတယ်ဆိုပြီးမှ Trump ကပြောဆိုထားပါတယ်။နောက်ပြီးတော့မှကျွန်တော်သားကမင်းရဲ့ big fan ဖြစ်တယ်ဆိုပြီးမှလည်းသူ့ရဲ့သားက Ronaldo ကိုအရန်ကြိုက်ရတဲ့ crazy ဖြစ်ရတဲ့အကြောင်းလဲသူထပ်ပြီးတော့မှပြောဆိုထားပါတယ်။ This room is loaded up with the biggest leaders in the world, business, sports. You know, my son is a big fan of Ronaldo, wherever Ronaldo is here. Ronaldo. Thenဒါက Cristiano Ronaldo အတွက်လည်းတကယ်ကိုဂျင်းနဲ့ဆရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဘောလုံးသမားတွေထဲကနော် Cristiano Ronaldo ရဲ့ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်မှုကတော့တကယ်ကိုအမခံကောင်းတယ်လို့သူ့အတွက်လည်းတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အရာအချက်ပဲဖြစ်ပါတယ်။